မင်္ဂလာပါ English with နေ့ကြီးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့နေ့စဉ်နေ့တိုင်းမှာဖြစ်တတ်တဲ့အမားလေးတွေအလွဲလေးတွေအကြောင်းကိုအင်္ဂလိပ်လိုပြောကြမှာဖြစ်ပါတယ် This pipe's leaking ပိုက်ကပေါက်နေတယ်အနည်းအခေ leak ဆိုတာကပေါက်တာပေါ့နော် He kicked the football too hard and it smashed a window သူကဘောလုံးကိုခပ်ပြင်းပြင်းကန်လိုက်တော့ပြတင်းပေါက်မှန်ကိုရိုက်ခတ်မိသွားတယ်အဲ့တော့ဒါကတော့ကလေးတွေပေါ့နော်ကလေးတွေဘောလုံးကစားရင်းနဲ့ကန်လိုက်တဲ့အခါမှာဗီဒီယိုမှန်ကိုရိုက်ပြီးတော့မှမှန်ကကွဲသွားတာမျိုးပေါ့နော်အဲ့တော့ဒီမှာဆိုရင်တွားရိုက်တာမျိုးကို smashed ဆိုပြီးတော့မှသုံးထားပါတယ်သုံးရပါတယ် This pot is cracked အိုးကအက်ကွဲသွားတယ်ဒါကထိလွယ်ရှာလွယ်တဲ့အိုးပေါ့ဥမာမြေအိုးလိုပုံစံမျိုးဆိုရင်ဒါကွဲလွယ်တယ်လေဆိုတော့အဲ့ဒါမျိုးတွေဆိုလို့ရှိရင် cracked ကိုသုံးပါတယ်အိုးပြင်ကိုဒီချက်ဥဘဲဥပေါ့နော်အဲ့လိုဟာမျိုးလေးတွေတကယ်လို့ကိုအထားမတော်လို့မို့ကွဲသွားတဲ့အခါမျိုးဆိုရင်လည်း crash ကိုသုံးပါတယ် The batteries in this toy have run out ဒါလို့ဆိုရှင် are dead I'll have to get some more The medium battery ကအားကုန်သွားပြီပေါ့နော်ငါတော့ဝယ်လိုက်အောင်မယ်ပေါ့အဲ့ဒီမှာအားကုန်သွားပြီဆိုတဲ့နေရာမှာဒါနှစ်မျိုးသုံးလို့ရပါတယ် have run outဒါလည်းကုန်သွားတာပဲ are dead ဆိုလို့ရှိရင်ဒါတည်သွားတာပေါ့နော်ဒါရဲ့ပြောမယ်ဆိုလို့ရှိရင်ဒါပေမဲ့ဒါတကယ်တမ်းကတော့ battery ဆိုတဲ့အတွက်ကြောင့်အားကုန်သွားတာပါပဲ I'm sorry your cap's chipped let me get you another one မီးရဲ့ခွက်ကပဲ့သွားတယ်နောက်တစ်ခုဝယ်ပေးမယ်ပေါ့နော်အဲ့တော့ဒီမှာကကိုကတငယ်ချင်းရဲ့ခွက်လေးကိုငှားထားတာဖြစ်လိမ့်မယ်အဲ့တော့ငှားထားပြီးတော့မှကိုကြောင့်ခွက်လေးကအနားလေးပါလေးပဲ့သွားတာပေါ့နော်အဲ့ချိန်မှာသူကနောက်တစ်ခုပြန်ဝယ်ပေးမယ်လို့ပြောလိုက်တာနော်ခွက်လေးတွေနည်းနည်းပဲ့သွားတာမျိုးပွန်းသွားတာမျိုးဆိုရင် chipped ကိုသုံးလို့ရပါတယ် The lights aren't working there's been a power cut မီးကမလင်းတော့ဘူးလျှက်စစ်တက်ပြတ်သွားလို့ဖြစ်မယ်ဆိုတော့ကွန့်မီးသေးကိုထွန်းထားပြီးတော့မှနေဆိုပါအောင်ဆိုအဲ့ချိန်မှာမီးရပြတ်သွားတယ်ဒါဆိုလို့ရှိရင် power cut ကိုသုံးလို့ရပါတယ် There's been a power cut လျှက်စစ်တက်ပြတ်သွားလို့ဖြစ်မယ်လျှက်စစ်မီးပြတ်သွားလို့ဖြစ်မယ်ပေါ့နော် The door handles come off or the door handles fallen off ကိုသဘောကျတာကိုသုံးလို့ရပါတယ်တကားလက်ကင်ကပြုတ်ထွက်သွားတယ်ပေါ့နော် come off fallen off My computer keeps crashing today ငါကွန်ပျူတာကဒီနေ့သုံးလို့မကောင်းဘူးပြတ်နေရပေါ့နော်ဒီမှာဆိုရင်ဒီ storage များသွားလို့မို့ hang နေတာဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် crashing ကိုသုံးလာပါတယ် crashing She twisted her ankle coming down the stairs သူမလှေကားအစင်းမှာခြေချင်းကိုခောက်သွားတယ်ဒါတော့တော်တော်ရှက်ပြပြနိုင်တဲ့သူလေးသုံးလို့ရရပေါ့နော်အဲ့တော့လီကားဆင်းမှာသူမြင်မြင်ဆင်းလိုက်တာဒါမှမဟုတ်ပြီးဆင်းလိုက်တာမျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ချိန်မှာသူရဲ့ခြေချင်းဝက်လီက twisted ခောက်သွားရပေါ့နော် twisted her ankle ankle ကကျတော့ခြေချင်းဝက်ပေါ့ဆိုတော့ twisted her ankle ခြေချင်းဝက်ခောက်သွားတယ် I'm bumped or I'm banged my head against the cupboard door and got a bruise soကျွန်တော်ကဘီယိုတကားနဲ့ခေါင်းကိုတိုက်မိပြီးတော့ခေါင်းမှာဒဏ်ရာရခဲ့တယ်ပေါ့နော်ခိုင်းမိခဲ့တယ်အဲ့တော့ banged my head ကကျတော့ခေါင်းနဲ့တိုက်မိတာဒင်းနဲ့ဆိုပြီးစောင့်လိုက်မိတာကိုပြောရှင်းတာ banged my head နော် bruise ကကျတော့ဒီဒဏ်ရာရတာအရေပြားပုံပဲ့သွားတာမျိုးကိုပြောရှင်းတာဖြစ်ပါတယ် Kelly tripped and fell down and grazed her knee this morning ဒီမနက် Kelly ချော်လဲပြီးတော့ဒူးပွန်းသွားတယ်ဒါလည်းခုနလိုပဲပေါ့နော်မြင်မြင်လောက်တဲ့အခါမှာဖြစ်တတ်တဲ့သဘောလေးတွေပေါ့ဆိုတော့ tripped and fell down ချော်လဲသွားတာ tripped ကကြတော့တခုခုနဲ့ညှိသွားပြီးတော့ခြေထောက်ကညှိသွားပြီးတော့ fell down လဲကျသွားတာအဲ့လိုဆိုတော့ချော်လဲသွားတယ်လို့ပြောထားရပေါ့နော် tripped and fell down grazed her knee ဆိုကြတာဒူးပွန်းသွားတာ gaze ဆိုတာကကြတော့အရေပြားမှာပွန်းသွားတဲ့ဒဏ်ရာလေးကိုပြောရှာဟိုလိုမျိုးကြီးပေါက်ပြဲသွားတာမဟုတ်ဘူးပွန်းသွားတာပေါ့နော် I've mislaid my memory stick have you seen it anywhere memory stick လေးအထားမှားသွားတယ်အဲ့ဒါလေးကိုတွေးမိသေးလားပေါ့ဒါကတော့ကိုဘယ်နားလေးထားခဲ့မိရလဲမေးတတ်တဲ့သူလေးတွေအတွက်ပေါ့နော် mislaid She spilled some coffee on the carpet ကော်စောပေါ်ကို coffee တချို့မှောက်သွားတယ်
ဒါကတော့လက်ကနေပြီး coffee cup ကိုကင်ထားတာဖြစ်လိမ့်မယ်ပေါ့နော် coffee cup ကပြည့်ရှင်နေတဲ့အခါမှာနည်းနည်းလောက်လှုပ်မိလိုက်တာနဲ့မှိတ်သွားတာမှောက်သွားတာပေါ့နော်ဖိတ်ဆင်သွားတာမျိုးပြောရှင်းတာပါ The sink is blocked ဘေးစင်ကပိတ်သွားတယ်ဒါတော့ဟင်းတွေဘာတွေစီးတဲ့အခါမှာခွက်တွေစီးတဲ့အခါမှာအဲ့ဒီအဖက်တွေကဘေးစင်ရဲ့အပေါက်ကိုပိတ်မိသွားတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါလေးကတော်တော်ကိုအသုံးတဲ့စကားလုံးလေးပေါ့ The sink is blocked ဘေးစင်ကပိတ်သွားတယ်ဘေးစင်ကစို့သွားတယ်ပေါ့နော်ဒီနေ့မှာတော့နေ့စဉ်ဘဝမှာဖြစ်တတ်တဲ့အလွဲအမှားလေးတွေကိုအင်္ဂလိပ်လိုပြောဖို့စကားလုံးလေးတွေသင်ယူခဲ့ရတာဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျေးဇူးပါရှင်